Switch ရဲ့ X ကားကိုအသုံးပြုနေတဲ့မိတ်ဆွေတွေအနေနဲ့ညဘက်ကားမောင်းတဲ့အခါမှာနောက်ကြည့်မှန်ကားနေတစ်ဆင့်နောက်ကားကထိုးတဲ့မိကြီးတွေကြောင့်မျက်လုံးပြတာစူးတာတွေကိုကြုံနေရပြီလားဒါဆိုရင်တော့နောက်ကြည့်မှန်ရဲ့အောက်ခြေမှာရှိတဲ့ slider တက်ကိုအပေါ်ကိုမှတင်လိုက်ပါအဲ့ဒါဆိုရင်နောက်ကားရဲ့မိကြီးတွေကြောင့်မျက်လုံးပြတာစူးတာတွေကိုအထိုက်အလျောက်လျော့သွားမှာဖြစ်ပါတယ်တခုတတိပြုရမှာကအခုလိုမျိုးအပေါ်ကိုမှတင်ထားတာကနေကင်းဘက်မှာဆိုရင်တော့နောက်ကြည့်မှန်ကမှောင်နေသလိုဖြစ်နေတဲ့အတွက်အနောက်ဘက်မြင်ကွင်းကိုတေချာမမြင်ရတာမျိုးတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်မူလမြင်ကွင်းကိုပြန်ပြောင်းဖို့အတွက်စလက်တာတက်ကိုအောက်ကိုပြန်ချပေးရမှာဖြစ်ပါတယ်။ဒီနည်းလမ်းလေးကတော့ညဘက်ကားမောင်းတဲ့အခါမှာနောက်ကြည့်မှန်ကနေတစ်ဆင့်နောက်ကားတွေရဲ့မြည်စုချင်းတွေကိုရှော့ချစေနိုင်တဲ့နည်းလမ်းလေးဖြစ်တာကြောင့်လိုအပ်မှသာပြောင်းလဲသုံးပြဖို့အတွက်အကြံပြုလိုက်ပါတယ်။